ဒီဗီဒီယိုမှာတော့ Python ရဲ့ variable ကိုပြောပြပေးပါမယ် Okay အဲ့ဆိုရင်တော့ကျွန်တော်တို့က Python ကိုဖွင့်ပြီးတော့ new project အသစ်တည်ဆောက်လိုက်ပါမယ်ဒီမှာကျွန်တော်ကအရင်ဗီဒီယိုမှာကျွန်တော်က file location file path အကြောင်းတွေပြောပါတယ်ပြောထားခဲ့ပါတယ် Okay အဲ့မှာဆိုဒီမှာဆိုရင် C user Ethan web stone project Python project ဆိုဖြစ်နေပါတယ်ကျွန်တော်ကတော့ဒီ Python project ထဲမှာပဲထည့်ချင်တဲ့အတွက်ကျွန်တော် py Python project ထဲမှာကျွန်တော်ထည့်မယ်ပြန် slash လုပ်မယ် slash လုပ်ပြီးဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုရင်ကျွန်တော်ကဒီ Python video lesson ဆိုပြီးတော့ပြီးလိုက်ပါမယ်ကျွန်တော်ဒီမှာဆိုရင် Python version က73ကိုပဲတုံးထားပါတယ် Okay ကျွန်တော်73ပဲတုံးထားပါမယ်ကျွန်တော် install လုပ်လိုက်ပြီဆိုရင်ကျွန်တော်က data တူတိုင်းတူသွားပါမယ်အဲ့တော့ကျွန်တော်တို့ဒီအရင်ဗီဒီယိုမှာတော့ဒီ Python အကြောင်းကျွန်တော်နည်းပြန်ရှင်းပြပေးတော့ပါတယ်ဒီမှာတော့ပြန်ရှင်းပြမယ်နော်နေရာဖြစ်ပါတယ် project ဒီနေရာဖြစ်ပါတယ်ဒီနေရာကတော့ project တွေရဲ့ဒီနေရာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ Python console ရှိပါမယ် Okay အရင်ဗီဒီယိုအဟောင်းမှာကျွန်တော်ပြောထားတာတော့ကျွန်တော်ဗာပြောထားလဲဆိုရင်ဒီ plugin တစ်ခုကျွန်တော် style တိုင်းဖြစ်အောင်ပေါ့ plugin တစ်ခုထည့်ပေးဖို့လိုပါတယ်အဲကြတော့ဒီ classic UI ပေါ့ကျွန်တော် classic UI ကြိုက်တဲ့အတွက် classic UI plugin ကိုထည့်ထားပါတယ်ဒီမှာဆိုရင် Python console မှာ Python code တွေစပြီးတော့ရေးလို့ရပါပြီအဲ့ဆိုရင်ကျွန်တော်ကဒီနေ့ variable အကြောင်းပြောမှာဆိုတော့ကျွန်တော်က new လုပ်လိုက်မယ် new Python main main ဆိုပြီးတော့နာမည်ပေးလိုက်ပါမယ်ဒီမှာကျွန်တော်စပြီးတော့ variable အကြောင်းကိုပြောပြပေးပါမယ်ဒီဗီဒီယိုမှာတော့ Python ရဲ့ variable နဲ့အကြောင်းတွေနဲ့ user တွေစီကို data တွေကို data ဘယ်လိုပြပေးမလဲဆိုတာကျွန်တော်ရှင်းပြပေးပါမယ်အတုံးပြုတွေစီရော data ကိုဘယ်လိုပြပေးမလဲဆိုတာရှင်းပြပေးပါမယ်programming မှာအဓိကအဖြစ်user တွေစီကပေါ့အတုံးပြုစုတွေစီက data ကိုလက်ခံတယ်အချက်လက်တွေကိုလက်ခံတယ်အဲ့အရာတွေကိုပြီးကြရင် process လုပ်တယ် process လုပ်ပြီးတော့ရလာလက် data တွေကိုပြန်ပြီးတော့ပြပေးတယ်ပြပေးပါတယ်အဲ့ဆိုတော့ဒီမှာဆိုရင်ဘာလို့ input process output ဆိုပြီးတော့ကျွန်တော်တို့ဖြစ်ပါတယ်variable ဆိုတာဘာလဲပေါ့ variable ဆိုတာကတန်ဖိုးတစ်ခုခုကိုတိန်းထားဖို့ပေးတဲ့နာမည်တစ်ခုပေါ့variable ကိုဒီလိုပုံစံသတ်မှတ်လို့ရပါတယ်ကျွန်တော်တို့ကဒီလို variable is assign 30ဆိုပြီးတော့ကျွန်တော်တို့ပေးလိုက်ပါမှာဒီမှာကတော့ကျွန်တော်တို့ကဒီ equal မဟုတ်ပါဘူး assignment operator လို့ခေါ်ပါတယ် assign ထည့်သွင်းပါ age ကတော့ကျွန်တော်တို့ရဲ့ variable နာမည်တစ်ခုဖြစ်ပါတယ် age က variable နာမည်ဖြစ်ပါတယ်ပြီးကြရင်ဒီ equal ဆိုတဲ့ညီမျှခြင်းဆိုတဲ့တန်ဖိုးက assignment operator ဖြစ်ပါတယ် and ဒီ30ဆိုတာ variable name ထဲကိုထည့်လိုက်တဲ့တန်ဖိုးတစ်ခုဖြစ်ပါတယ်variable ကိုနောက်တစ်ခုဥပမာအနေနဲ့ကျွန်တော်ရှင်းပြပေးမှာဖုန်းပုတ်ကိုကျွန်တော်တို့မြင်အောင်ကြည့်လိုက်အောင်ဖုန်းပုတ်မှာကျွန်တော်တို့ကတန်ဖိုးတွေရှိရဗျာဒီမှာနံပါတ်တွေတစ်ခုရှိရပေါ့ဒီနံပါတ်ကကျွန်တော်တို့ကဘယ်သူလဲဆိုတာမသိဘူးပေါ့ဘယ်သူလဲဆိုတာမသိဘူးပြကျွန်တော်အခက်ခဲဖြစ်နေမှာအဲ့ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင် naming တစ်ခုပေးလိုက်အောင်နာမည်တစ်ခုပေးလိုက်တယ်ဆိုရင်ကျွန်တော်တို့ကကိုဆိုတဲ့ဖုန်းနံပါတ်ဆိုပြီးတော့ကျွန်တော်တို့တည်တော့ပါတယ်ဒီ variable ကိုဒီလိုမြင်အောင်ကြည့်လို့ရပါတယ်ပေါ့အဲ့ဆိုတော့ကျွန်တော်တို့ variable တွေရဲ့အချက်လက်ကိုဘယ်လိုပြပေးမလဲအချက်လက်တွေဘယ်လိုပြပေးမလဲပေါ့အဲ့ဆိုတော့ print 30ဆို h ဆိုပြီးတော့ကျွန်တော်တို့ကလုပ်လိုက်မယ်အဲ့ဆိုရင်ပြီးရင် program ကို right click ထောက်ပြီးတော့ run ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့က30ဆိုတဲ့တန်ဖိုးထွက်လာပါတယ်30ဆိုတဲ့တန်ဖိုးထွက်လာပါတယ်အဲ့ဆိုတော့ဒီမှာဒီ program လမ်းလိုက်ရင်ပြပေးတဲ့နေရာကို console လို့ခေါ်ပါတယ်စာသားတွေကိုပြတဲ့နေရာကို console လို့ခေါ်ပါတယ်ကျွန်တော်တစ်ချက်ပြောပြပေးပါမယ် console console လို့ခေါ်ပါတယ် Okay ဒီမှာ h ပဲလုပ်လို့ရမလားဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့က print 30ဆိုပြီးတိုက်ရိုက်ထုတ်လို့ရပါတယ်30အဲ့ဆိုရင်တူတူပဲထွက်လာပါမယ်တန်ဖိုးကတော့တူတူပဲရလက်ကတော့တူတူပဲထွက်လာပါမယ်အဲ့ဆိုတော့ h assign 13 print x ဆိုပြီးတော့ကျွန်တော်တို့ကပေးပါမယ်variable တွေကိုဘာလို့တုံးတင်တာလဲပေါ့ variable တွေအကျိုးကျေးဇူးကဘာလဲဆိုတော့အချိန်မရွေးကျွန်တော်တို့ပြန်ပြောင်းပြီးတုံးလို့ရတာပေါ့အဲ့တော့ကျွန်တော်တခုကြည့်အောင်အဲ့ဆို print is 30ဆိုရင်ဒီမှာဆိုရင်တော့ကျွန်တော်တို့ကဘာလုပ်မှာဒီမှာဆိုရင်ဒီမှာကတော့30လို့ပဲကျွန်တော်တို့ကထွက်ပါမယ်
30လို့ပဲထွက်ပါမယ်ကျွန်တော်ဟုတ်ပါတယ်ထွက်ပါမယ်ကျွန်တော် age ကိုကျွန်တော်တို့က14ဆိုပြီးတော့ပြောင်းလိုက်ပါမယ်အဲ့ဆိုတော့ age ကတန်ဖို့ကဒီမှာဆိုရင် age ကတန်ဖို့ကကျွန်တော် age ဒါ reassign ပေါ့ကျွန်တော် assignment operator ပြန်တယ်ပြီးတော့ reassign တန်ဖို့တစ်ခု value တစ်ခုပြန်ပြီးတော့တက်မှတ်လိုက်တာပေါ့40လို့တက်မှတ်လိုက်တာပေါ့ဒါဒီမှာဆိုရင်တော့ age ရဲ့တန်ဖို့ကတန်ဖို့ကို40လို့ပြောင်းလိုက်တာပေါ့ကျွန်တော်တို့ကဒီမှာ reassign ပြန်လုပ်လိုက်တာပြောင်းလိုက်ပါမယ်ပြီးရရင်ကျွန်တော်တို့က print x ဆိုပြီးတော့ကျွန်တော်တို့ဒီမှာလုပ်လိုက်တယ်ဆိုရင်ဒီမှာတော့ကျွန်တော်တို့40လို့ထွက်ပါမယ်ဒီမှာကျွန်တော်တို့ကူးလိုက်ပါမယ်ကိုအကောင်ဆုံးอ่ะ40လို့ထွက်ပါမယ်ဆိုတော့ကျွန်တော်တို့တစ်ချက် run ကြည့်လိုက်အောင် program run ကြည့်လိုက်30 40ဒီမှာ print လုပ်ထားတယ် console မှာပြဖို့30 40ကျွန်တော်တို့ထွက်ပါတယ်နောက်ပိုင်းမှာပါတော့ age က40ကိုပါပြုတ်သွားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါမယ် okay အဲ့ဆိုတော့ကျွန်တော်တို့ very best naming ပေါ့ naming convention ပေါ့အဲ့တော့နာမည်ပေးတာတဘောတူညီချက်တွေရှိပါတယ်စီကန်းချက်တွေစီမင်းစီကန်းတွေရှိရဲပေါ့ကျွန်တော်တို့ကအဲ့တော့စီမင်း Fido မှာတော့ကျွန်တော်တို့ snake gate နဲ့သုံးတယ်ပေါ့ဥပမာကျွန်တော်ပြောကြည့်အောင် friend 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 x ကိုကျွန်တော်တို့သုံးကြည့်မယ် sign 18နှစ်ဆိုလို့ကျွန်တော်တို့ပေးပါမယ် FRIEND friends အဲ့ဒါ18နှစ်ဆိုတော့အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ snake gate ကပေါ့ underscore နဲ့သုံးတယ်ပေါ့ကျွန်တော်တို့ဒီ underscore နဲ့သုံးတယ်ပေါ့ friends x ဆိုရင် underscore နဲ့သုံးတယ် okay ဒါကဒီရဲ့ case ကိုဘာလို့ခေါ်လဲဆိုတော့ snake case လို့ခေါ်ပါတယ်ဒီ case ကိုဘာလို့ snake case လို့ခေါ်ပါတယ်ဒီအားလေးကို snake case လို့ခေါ်ပါတယ်ဒါပေမဲ့တခြား programming မှာတော့ဒီ Camel case ကိုတုံးပါတယ်တခြား programming မှာတော့ Camel case ကလအုပ်ပုံစံကိုတုံးတယ်ပေါ့ CAMEL Camel case ဆိုပြီးတော့တုံးပါတယ်အဲ့တခြား programming မှာဆိုရင်တော့ဒီလိုရေးမှာ FRIEND friend x ဆိုပြီးတော့ကျွန်တော်တို့ကတုံးပါတယ် okay အဲ့တော့ကျွန်တော်တို့ဒီ Python မှာတော့ snake gate ကိုပို့ပြီးတော့အတုံးများပါတယ် okay ပါအဲ့တော့ naming ပေးတဲ့နေမှာ cmin တွေရှိရပေါ့ကျွန်တော်ကအဲ့ဆိုတော့ variable နာမည်တွေကို English အခရာတွေပေါ့ English အခရာ A to Z English အခရာပေါ့နော်ကျွန်တော်တို့ကဘာမှအခရာလုပ်လို့မရပါဘူး English အခရာပေါ့ English alphabet တွေပေါ့ A to Z ခေါ်ပြီးရင်ဘာလုပ်မှာတော့ A အကြီး to Z တုံးလို့ရပါတယ်ပြီးရင်ကျွန်တော်တို့ကဘာလုံးလို့ရမှာလဲဆိုတော့ကဏ္ဍတွေပါလို့ရ0 to 9ပါလို့ရတယ်ပြီးရင် underscore ပါလို့ရပါတယ်အဲ့ဆိုတော့ကျွန်တော်တို့ကဥပမာချိုရင်ချက်တစ်ခုတော့ရှိရပေါ့ကျွန်တော်တို့က0နံပါတ်တွေကဏ္ဍတွေနဲ့စလို့မရပါဘူးအဲ့မှာ h flash ဆိုပြီးတော့ဒါမို့စလို့မရပါဘူးကဏ္ဍတွေနဲ့စလို့မရပါဘူးပြီးတော့အထူးတင်ကြတာတွေလည်းသုံးလို့မရပါဘူးအဲ့မှာ FRIEND friend h ဆိုပြီးတော့ဒီလိုမျိုး special character လေးကိုတုံးလို့မရပါဘူးအထူးတင်ကြတာတွေကိုကျွန်တော်တို့တုံးလို့မရပါဘူးအဲ့ဆိုတော့ကျွန်တော်တို့ရေးမယ်ဆိုရင်တော့ဒီ friend h ဒီလိုမျိုးပဲရေးလို့ရမှာအဲ့တော့ friend 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 h 2အဲ့လိုမျိုးတော့ပေးလို့ရပါတယ်ဒီလိုမျိုးပေးလို့ရပါတယ်ဒါကကျွန်တော်တို့ naming ပေးတဲ့နေရာမှာအဲ့ဆိုတော့ constant တန်ဖိုးတွေပေါ့အဲ့တော့ကျွန်တော်တို့ constant တန်ဖိုးတွေကို Python မှာဘယ်လိုတက်မှတ်မလဲပေါ့ constant တန်ဖိုးတွေကိုgain တွေပေါ့ constant 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 gain တွေပေါ့ gain တွေ okay အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင် program မှာဆိုရင်ဘယ်တော့မှမပြောင်းလဲဘူးဆိုရင်ကျွန်တော်တို့အကြီးစလုံးနဲ့ရေးလိုက်ပါလေ Python မှာဆိုရင် Python ဖို့ပေါ့ကျွန်တော်3.3လေးဆိုရင်ဓမ္မနာမည်ဖြစ်လာအကြီးစလုံးတွေကိုကျွန်တော်တို့ရေးလိုက်ပါတယ် Python မှာအကြီးစလုံးတွေရေးလိုက်တယ်ဆိုရင်မပြောင်းလဲတဲ့ constant တန်ဖိုးတွေတို့ကျွန်တော်တို့တည်ထားပါမယ်အဲ့တော့နောက်တစ်ခုကျွန်တော်ထပ်ပြီးတော့ရေးပြမှာ radians RADIAN DIANS radian 2 degree ဆိုတော့ကျွန်တော်တို့လည်းမှဒါဆိုရင်ကျွန်တော်တို့က Python မှာဆိုရင် convention ပေါ့ secant ချက်တွေပေါ့နားလဲလိုက်နာရမယ့်ဟာတွေပေါ့ကျွန်တော်တို့ဒီမှာဆိုရင်တခြား program မှာဖတ်လိုက်တဲ့အချိန်မှာအကြီးစလုံးတွေရေးလိုက်ပေါ့ဒီတန်ဖိုးမပြောင်းတင်ဘူးဆိုတာကျွန်တော်တို့တက်မှတ်လိုက်တာပေါ့ convention တစ်ခု
လွတ်တက်မှတ်လိုက်တာပေါ့ဒီ preview ကိုဖိုက်တော့မှာပြောင်းလို့တော့ရပြီမယ်ပြောင်းတင်ဘူးဆိုတာအကြီးစလုံးအနေနဲ့ကျွန်တော်တို့ကပြောလိုက်တာပါဖိုက်တော့မှာတော့ဒီကနန်းတွေကိုပြန်ပြီးတော့ပြောင်းလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့အကြီးစလုံးအနေနဲ့ရေးထားတဲ့အတွက်ဒါက constant တန်ဖိုး gain data တန်ဖိုးတွေကိုကျွန်တော်တို့တည်ထားပါမယ်ကျွန်တော်ကဒီမေးခွန်းတစ်ခုကိုဖြည့်သွားလို့ရပါတယ်ဘယ်ဥစ္စာအဖြေမှန်လဲဆိုတာကျွန်တော်တို့ဒီဗီဒီယိုခဏရက်ပြီးတော့မေးခွန်းတစ်ခုကိုဖြည့်သွားခဲ့ပါcomment မှာအဖြေမှန်ကိုပြောပြလို့ရပါတယ်ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆက်တွေ့ကြပါမယ် bye bye